ရေပါတာပဲလိုချင်တယ်ရေဘူးပေါက်တာမလိုချင်ဘူးအဲ့စကပုံလေးကိုကြားဖို့ကြတယ်မလားအဲ့တော့အဲ့စကပုံလေးအတိုင်းပဲလောက်ကင်နေကြတဲ့မန်နေဂျာတွေလေရှိပါတယ်အဲ့တော့ဒီစကပုံတိုင်းလုပ်နေတဲ့မန်နေဂျာတွေကရလက်တွေကိုတော့ရအောင်လုပ်နိုင်ကြတယ်ဗျဒါပေမဲ့တခုပဲသူတို့ရအောင်လုပ်နိုင်နေဆိုရရလက်တွေသည် quantity ပဲများလေးရှိပါတယ် quality ကတော့ပါလေးပါထမရှိပါဘူး quantity ရော quality ပါမြင့်မားတဲ့ရလက်တွေလိုချင်နေဆိုရင်တော့ဒီရေပါတာပဲလိုချင်နေရေဘူးပေါက်တာမလိုချင်ဘူးဆိုတဲ့စကားပုံလေးကိုအဆင့်မြင့်တင်လို့ရပါတယ်ဘယ်လိုပုံစံနဲ့အဆင့်မြင့်တင်လို့ရမလဲဆိုတော့ကိုယ့်ရဲ့ team member တွေကိုကိုလိုဒီရေကိုဘယ်လိုမျိုးမဖိအောင်တင်ရမလဲကိုစပေးလိုက်တဲ့ရေဘူးကိုလည်းအကောင်းလေးပေးလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ team member တွေကနေပြီးတော့ကောင်းမွန်တဲ့ quality ပြီးတော့အဲ့ quality ကိုရေရှည်ထိန်းထားနိုင်မဲ့အရေးချင်းမျိုးတွေနဲ့ပြည့်စုံတဲ့ team လေးတစ်ခုဖြစ်လာမှာသိကြပါတယ်အဲ့တော့ရေပါတာပဲလိုချင်တယ်ရေဘူးပေါက်တာမလိုချင်ဘူးဆိုတဲ့လုပ်ငန်းမျိုးမှာလုပ်နေရတယ်ဆိုရင်တော့ဒီလိုစကားပုံတိုင်းလုပ်ရတာကြိုက်တဲ့တာဝန်ခံနေနဲ့တော့ကွက်တီပဲပေါ့ဗျာ